အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အလုပ်ပိတ်တော့အိမ်နာချမ်းမှာကျွန်တော်ခြံသွားလုပ်မှာဖြစ်ပါတယ်ပြီးရင်ဒီပင်စားပင်လေးတွေစိုက်မှာဒီလေးတွေစိုက်မယ်စိုက်ခဲ့ပါအောင်ဗျတွေ့လားမှာပြုတ်ပင်လေးတွေပြုတ်ထားရှိတယ်မပေါက်သေးဘူးပေါက်ပြားပဲမှာတော့ဟောတွေ့ဒါရုံးမီပင်စိုက်ထားပါတယ်မပေါက်သေးဘူးပါခြံကတော့ဘယ်သူမှမလုပ်တာလင်္ကာနီလောက်ချိပြီဆိုတာနဲ့ခြုံတွေကတော်တော်လေးကိုထူပါတယ်အစပိုင်းတော့တယောက်တည်းလုပ်တယ်ဆိုပေမဲ့ဘောနော်ခဏနေလောက်ကြတော့တငယ်ချင်းတွေတက်လာပါတယ်အတူတူလောက်ကင်ကြတာပေါ့နော်အဲ့ဒီမှာတချင်းတွေနားထောင်ပြီးတော့မှအလလောက်ကြတယ်အချင်းချင်းစကားစမြည်လေးတွေပြောပြီးတော့မှဟာတာလေးတွေပြောပြီးတော့မှအလလောက်ရတာတအားကိုပျော်စရာကောင်းခဲ့ပါတယ်အခုဒီ9လပိုင်းပေါ့နော်9လပိုင်းကမြန်မာနိုင်ငံမှာအရန်ပူတယ်ဆိုပေမဲ့ဒီဂျပန်မှာနေလို့အကောင်းဆုံးရာသီဖြစ်ပါတယ်အလလောက်လည်းအဆင်ပြေပါတယ်ဒီခြံဝင်းလေးอ่ะဆိုရင်တော့ကုမ္ပဏီကပေးထားတာပါမြင်ကြလာတော့တော်တော်လေးကျေပါတယ်ပေါက်ပြားတော့မပေးပါဘူးကိုဝယ်ရပါတယ်တို့ပတ်စံစုပြီးတော့မှပေါက်ပြားနှစ်လက်ဝယ်ခဲ့ပါတယ်တလဲမှာ3500ပါတော်တော်လေးတော့ကွမ်းပါတယ်မြန်မာနိုင်ငံနဲ့တော့မတူပါဘူးပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်